没有来到是到快的大家喽，是比他妈高级小嘛呢，给家ပြန်比路比所样嘛吧。你妈呢，俺们心里家的基督这个年班的人，年班很省的家那边的嘞。基督这个年班的人，年班很省的家的没 online 都搞了，都那个表演那个不是个，撇钱老的这个骗的家那边的嘞。都个人见把比罗嘛，都个人越去看到没有人啊，然后过去嘛越搞贵的老婆这个多那个主办的起来。ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့ပါဇက်ဖျားထဲမှာတော့တော်လေးကိုဟာတော့တစ်ခုလိုပဲတတ်မှတ်နေကြပြီပဲဖြစ်တယ်။ဒါပေမဲ့လည်းသူရဲ့လောက်ရက်တွေကတော့အင်မတန်မှကိုဆိုးဝါးပြီးတော့မှတကယ်မိစ္ဆာဒိဋ္ဌိပဲဖြစ်နေတယ်။သူရဲ့အုံနောက်မရှိတဲ့ခွေးတရိษံသားလောက်သာရှိကြတယ်။ဒီလိုမျိုးခွေးစစ်သားတွေကိုသူကနေတာအစာအယိုးတွေကျွေးပြီးတော့မှကိုအသက်ကိုစတေးပြီးတော့မှလူတွေကိုပြည်သူတွေကိုနေတာညင်ပါနှိမ့်ဆက်နေခဲ့တာတွေအမြဲတမ်းကြားသိပြီးတော့မှရင်မကောင်းစရာတည်င်းတွေအမြဲတမ်းကြားသိနေရတာပဲဖြစ်တယ်။ခုချိန်မှာလည်းသူရွေးကောက်ပွဲလုပ်ဖို့အတွက်ကိုမင်းဆွေပါတယ်ဆိုပြီးတော့မှကိုမြန်မာနိုင်ငံမှာရှိနေသမျှမင်းသားမင်းသမီးအနုပညာရှင်ပါဆိုတဲ့လူအရာအစီတိုင်းကိုခေါ်နေပြီးတော့မှရွေးကောက်ပွဲလုပ်ဖို့အတွက်ကိုမင်းဆွေစီယုံပြီးတော့မှအတင်းအာရမအကြက်ကင်ပြီးတော့မှကိုဗီဒီယိုတွေကြော်ညာတွေရိုက်ခိုင်းပြီးတော့မှကိုမင်းဆွေနေခဲ့တာပဲဖြစ်တယ်။ဒီတမ်းပြောရင်သူတယောက်တည်းပဲရှိနေပြီးတော့မှသူတယောက်တည်းရပဲမဲတွေထည့်ပြီးတော့မှသူတယောက်တည်းသမထလုပ်ဖို့အနေထားဆိုတာကတော့တကယ်ခွေးတော်မှစဉ်းစားလို့ရတဲ့အနေထားဆိုတာကတော့ပိတ်တော့တိကျတဲ့အတိုင်းပဲဖြစ်မှာပါနိုင်ငံရေးစာဖြစ်ခါစားတော့ကပြည်သူဘက်မှာအများနဲ့ရပ်တည်ပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှ CDM ပါဆိုပြီးတော့မှကိုလုံနေကြတဲ့နုပညာရှင်တော်တော်များများကိုလည်းအသင်အာရမအတန်အန္တရာယ်နဲ့သူရဲ့မိဘအိုးအိမ်စီစဉ်တွေကိုချိန်ချောက်ပြီးတော့မှကိုခေါ်ယူပြီးတော့မှအတော်လေးကိုအကြက်ကင်ပြီးတော့မှမဲဆွေစီယုံဖို့အတွက်ကိုတရားဓမ္မဗီဒီယိုတွေရိုက်ခိုင်းနေတာကိုလည်းသတင်းတွေပေါက်ကြားလို့လာခဲ့ပြီးခုချိန်မှာပြည်သူဥတို့မြင်တော့ကျော်စင်တို့ဇနီးမောင်နှံတွေလည်းအပါဝင်ဖြစ်နေရပြီ။ကျန်တဲ့ရွှေထူးတို့ရွှေမုံရီတီတို့ဇနီးမောင်နှံနဲ့တကွာတကယ်ကိုနည်းနည်းအားရပါဝင်နေကြတယ်။ပိုင်တကွန်တို့ကလည်းပဲခုချိန်မှာပါနေခဲ့ရပြီဘလို့ပဲဖြစ်ဖြစ်ဖွယ်ခုလိုမျိုးသူတို့တွေဇကာရီရိုက်ကူးတဲ့ချိန်မှာပါဝင်ဖို့အတွက်အကြောင်းကြားခဲ့ပေမဲ့လည်းညှင်းဆာခဲ့တဲ့အတွက်အခုချိန်မှာတော့အတော်လေးကိုအကြိုက်ရိုက်ပြီးတော့မှကိုအချုပ်ထဲရောက်နေရပါတယ်ဆိုတဲ့သတင်းတွေလည်းပေါက်ကြားနေခဲ့ရပြီးတော့မှဒီကိစ္စတွေကိုကြားသိရတဲ့နောက်ပိုင်းမှာလည်းညှင်းဆန်ခြင်းပဲမလဲညှင်းဆန်ရတဲ့အခိုက်အတန့်တွေလည်းဖြစ်နိုင်တဲ့အတွက်ချိုးလူတွေကတော့တကယ်ကိုမျက်နှာပေါ်မှာပိုလင်ပြီးတော့မှသူတို့တကယ်ကိုလုံနေကြတယ်တာခုအနုပညာရှင်တွေလည်းရှိကြသလိုအတင်းအာရမစေခြင်းခံနေရတော့လှုပ်ဆောင်နေရတဲ့အနုပညာရှင်တွေလည်းများစွာပါဝင်နေခဲ့ရတယ်ဒီကိစ္စတွေမှာတော့ဘသူဘဝဆိုတာကိုတော့အတိအကျပြောထုတ်လို့မရနိုင်တဲ့အနေအထားတွေဆိုပေမဲ့လည်းအချိန်တစ်ခုရောက်လာလို့ရှိရင်တော့ပြည်သူတွေကဘယ်လိုမျိုးလှုပ်သွားရတယ်ဆိုတဲ့အကြောင်းတွေကတော့အတိလင်းကိုပြန်လည်ပြီးတော့မှပြောပြရမယ့်အနေအထားတွေလည်းရှိလာအောင်မှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ဗျာ